ခေါကဒီကိစ္စရဲ့အစကိုမင်းမြတ်နေတာကိုကျွန်တော်ကြားလိုက်ရပါတယ်တကယ်ကိုထူးဆန်းတဲ့အမှုပါပဲအခုမှပဲတဖြည်းဖြည်းချင်းပေါ်ပေါက်လာနေတာပါနှစ်လလောက်ကဟင်းလီလို့ခေါ်တဲ့တထုတွင်းတစ်ခုမှာမျိုးလေးတစ်မျိုးရဲ့တလားတာကာလအတွင်းလူ6ယောက်ပျောက်ဆုံးသွားခဲ့ပါတယ်ရဲတွေကမြို့ခံတွေနဲ့အတူမြို့ထဲကိုအပြေးလွှားရောက်လာပြီးတလက်မကြံရှာဖွေခဲ့ကြပါတယ်ရလက်အနေနဲ့တောထဲကတစ်ပင်တစ်ပင်ရဲ့အကိုင်းခတ်မှာတန်တရားဖြစ်ပွယ်ပစ္စည်းတွေပြည့်နေတဲ့အိတ်တလုံးကိုတွေ့လိုက်ရပါတယ်အနက်အသက်တွေကလည်းစိုးဝါးနေတာပါရဲတွေအိတ်ကိုဖွင့်ကြည့်လိုက်တဲ့အခါပျောက်ဆုံးနေတဲ့အလောင်းတွေဖြစ်နေပေမဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတော်တော်များများကထက်မြက်တဲ့ဓာတ်တွေနဲ့လှိဖြက်ခံထားရတာကိုတွေ့ရပါတယ်အထူးဆန်းဆုံးကတော့တားကောင်ရဲ့ခန္ဓာကိုယ်မှာသွေးဆက်တစ်ဆက်မှမရှိတာပါပဲစနစ်တကျပြုပြင်စီမံထားတဲ့အစားအစာတစ်ခုလိုဖြစ်နေပြီးအဲ့ဒီလိုအလောင်းတွေကတစ်ခုထက်မကရှိနေတာပါပျောက်ဆုံးနေသူ2ယောက်ကတော့တေဆုံးသွားပြီလို့အတည်ပြုနိုင်ခဲ့ပါတယ်ရဲမှုကြီးခေါကတော့လူသက်သမားကအလောင်းတွေကိုတစ်ပင်ပေါ်မှာထားခဲ့တာလို့ခန့်မှန်းထားပါတယ်လူသက်သမားကသူ့လက်ရာကိုပြန်စစ်ဆေးဖို့ပြန်လာလိမ့်မယ်လို့ယူဆပြီးအမဲလိုက်သမား2ယောက်ကိုအဲ့ဒီနေရာကိုစောင့်ကြည့်ခိုင်းထားခဲ့ပါတယ်ဒါပေမဲ့ဘသူကသိနိုင်မှာလဲခေါပြန်ရောက်လာတဲ့အချိန်မှာအမဲလိုက်သမားတွေအားလုံးပျောက်ဆုံးသွားခဲ့ပါပြီအဖိုးတန်ဆုံးစက်ပစ္စည်းတွေကမြေပြင်ပေါ်မှာပြန့်ကျဲနေပြီးအိတ်ထဲကအလောင်းတွေကလည်းပျောက်ချင်းမလားပျောက်ကွယ်သွားခဲ့ပါတယ်နောက်တစ်နေ့မှာတော့ခေါကအဲ့ဒီအလောင်းရဲ့ကိုရေးအချက်လက်ကိုရရှိခဲ့ပါတယ်သူ့နာမည်ကဒေါ်ဒါဖြစ်ပြီးမြို့ထဲကတထုတွင်းလောက်သားတစ်ယောက်ပါမှတ်တမ်းတွေအရဒေါ်ဒါနောက်ဆုံးပျောက်ဆုံးသွားခဲ့တဲ့နေရာကအရက်ဆိုင်တစ်ဆိုင်မှာပါအဲ့ဒီမှာသူကအကြာကြီးပျောက်ဆုံးနေတဲ့သူ့တငယ်ချင်း Sykes နဲ့တွေ့ဆုံခဲ့ပါတယ်သူတို့2ယောက်ကနှစ်ပေါင်းများစွာအတူတူအလုပ်လုပ်ခဲ့ကြသူတွေပါဒေါ်ဒါက Sykes ကိုတွေ့ချင်းမှတ်မိသွားပေမဲ့တစ်ဖက်လူကတော့သူဟာအော်ဝန်ဖြစ်တယ်လို့ညင်းဆိုခဲ့ပါတယ်ပြီးတော့ဒေါ်ဒါလူမားနေတာလို့လည်းပြောဆိုခဲ့ပါတယ်အဲ့ဒီနောက်မှာတော့အော်ဝန်ကတစ်ဖက်လူနဲ့ဆက်သွယ်ဖို့ကြိုးစားခဲ့ပါတယ်သူကစိတ်အလိုကိုလွှမ်းမိုးနိုင်တဲ့စွမ်းအားတစ်မျိုးကိုသုံးပြီးဒေါ်ဒါကိုလက်ထဲကအရက်ခွက်ကိုပစ်ချခိုင်းတာအရက်တောက်ဟန်ဆောင်ခိုင်းတာနဲ့သူ့နောက်ကိုအိမ်ပြန်လိုက်လာဖို့အမိန့်ပေးခဲ့ပါတယ်ဒေါ်ဒါကဘာမှမသိနားမလဲတယ်လို့ဖြစ်သွားတာကိုပဲကျွန်တော်မြင်လိုက်ရပါတယ်အော်ဝန်ပြောတဲ့အတိုင်းပဲသူကဘီယာပလင်းကိုရိုက်ခွဲလိုက်ပြီးတော့ကိုတစ်ဖက်လူစီပေးလိုက်တဲ့အချိန်မှာပဲပျောက်ကွယ်သွားခဲ့ပါတယ်အော်ဝန်လို့ပြောနေတဲ့ဒီလူကရဲစခန်းကိုသွားပြီးအချက်လက်တွေတောင်းခဲ့တာပါသူကစစ်ကိုယ်တိုင်ပါပဲ6လလောက်က Sykes ကအော်ဝန်ရဲ့လူတက်မှုကျူးလွန်ရာနေရာကိုတွားကြည့်မယ်ဆိုပြီးကြေကျွေတဲ့ညမှာတောထဲကိုတယောက်တည်းထွက်သွားခဲ့ရကနေပျောက်ဆုံးသွားခဲ့တာပါတပတ်လောက်ကြာတော့ပျောက်ဆုံးနေတဲ့ Sykes ကရုတ်တရက်မျိုးထဲကိုပြန်ပေါ်လာပြီးအော်ဝန်ဆိုတဲ့နာမည်နဲ့ဖြစ်နေပါတယ်အဖိုးကြီးတယောက်ကရဲတွေနဲ့အတူအော်ဝန်နေတဲ့နေရာကိုချက်ချင်းရှာဖွေခဲ့ကြပါတယ်အခန်းထဲကိုဝင်လိုက်တဲ့အချိန်မှာထူးဆန်းတဲ့အနက်တစ်ခုကိုရလိုက်ပါတယ်ရေခဲတတာထဲမှာတရိတ်ဆန်အလောင်းတွေရှိနေပေမဲ့အထူးဆန်းဆုံးကတော့ထောက်မှရှိတဲ့အမဲရောင်လုံးဝန်းနဲ့အရာဝတ္ထုတစ်ခုပါပဲအဲ့ဒီအရာကအမွှေးမြင်တွေနဲ့ပြည့်နေပြီးတကယ်ကိုထူးဆန်းတဲ့အတန်မျိုးထွက်ပေါ်နေပါတယ်ကြေကျွေတစ်ခုကတိတ်ဆိတ်နေတဲ့ညကောင်းကင်ရံကိုဖျက်ဆီးသွားခဲ့ပါတယ်အဲ့ဒီကြေကျွေကတနေရာမှာမီးလောင်ကျွမ်းသွားခဲ့ပြီးကြည့်ရှုနေတဲ့လူတစ်ယောက်ကအဲ့ဒီအရာကိုအိမ်ကိုယူဆောင်လာခဲ့တာပါဒါပေမဲ့ဒီကြေကျွေကဘာလဲဒါကကွဲကြေနေတဲ့ရင်တစည်းဖြစ်ပြီးအမွှေးအမြင်ရှည်တွေနဲ့ထူးဆန်းတဲ့လုံးဝန်းနဲ့အရာဝတ္ထုတစ်ခုပါပဲသူ့ရောက်ရှိလာမှုကတိတ်ဆိတ်နေတဲ့မျိုးလေးကိုပြောင်းလဲသွားစေခဲ့ပါတယ်ရဲမှုကြီးအော်ဝန်ရဲ့အိမ်ကိုရောက်လာတဲ့အချိန်မှာတေဆုံးသူဒေါ်ရီရဲ့ကိုရေးချက်လက်ကိုတွေ့ရှိခဲ့ပါတယ်ဒါကအော်ဝန်ကိုလူတက်မှုမှာတန်တရားရှိသူဖြစ်လာစေခဲ့ပါတယ်အော်ဝန်ကိုဖမ်းဆီးဖို့တထုတွင်းကိုသွားခဲ့ပြီးဘေးမှာရှိတဲ့အမဲရောင်လုံးဝန်းနဲ့အရာကိုယူဆောင်သွားခဲ့ပါတယ်တထုတွင်းကိုရောက်တဲ့အချိန်မှာအော်ဝန်ကဒေါသတကြီးနဲ့ရုတ်တရက်ပေါ်လာခဲ့ပါတယ်သူကကြောက်တုံးတုံးကိုကောက်ကင်လိုက်ပါတယ်ရဲကားကသူ့ကိုတိုက်မိသွားပြီးအမဲရောင်လုံးဝန်းနဲ့အရာကိုယူကာတထုတွင်းထဲကိုအမြန်ဆုံးအပြေးဝင်သွားပြီးတက်လီကားပေါ်ကနေခုန်ချသွားခဲ့ပါတယ်အဖိုးကြီးကသူ့နောက်ကိုလိုက်သွားခဲ့ပါတယ်သူတို့တက်လီကားကိုကြည့်နေတဲ့အချိန်မှာပဲတွင်းအောက်ခြေကနေလေပြင်းကြီးတစ်ချက်တိုက်ခတ်လာပြီးကြီးမားတဲ့ပောက်ကွဲမှုကြီးဖြစ်သွားခဲ့ပါတယ်ဒါဟာဒီဇလန်ရဲ့အစပြုရာဝမ်းနည်းစရာအဖြစ်အပျက်ပါပဲပောက်ကွဲမှုဖြစ်ပြီးတဲ့နောက်မှာအဖိုးကြီးကသူ့တငယ်ချင်းခေါ်ကိုဒီပောက်ကွဲမှုဟာအော်ဝန်ကြောင့်ဖြစ်တာဖြစ်နိုင်တယ်လို့ပြောပြခဲ့ပြီးအဲ့ဒီအမဲရောင်လုံးဝန်းနဲ့အရာကိုပြစ်ထုတ်လိုက်တာလို့တန်တရားရှိနေပေမဲ့ဘယ်လိုလုပ်အော်ဝန်ကအဲ့ဒီအရာသူ့ကားထဲမှာရှိနေမှန်းသိတာလဲဆိုတာကိုတော့သူနားမလည်နိုင်ဖြစ်နေပါတယ်ထွက်ပြေးနေသူအော်ဝန်ကတော့အဝေးဆုံးတောအုပ်ထဲကိုထွက်ပြေးသွားခဲ့ပါတော့တယ်